ဒီမှာဆွနာကတဲ့ဆွဲတာအရှိအပေါ်နဲ့ထားလိုရလို့လေနော်ပြီးတော့တို့ကဒီမှာအကြည့်လို့ဆွဲဖို့အတွက်နလမအပေါ်ကိုယူလိုက်မယ်ဆိုလို့ရှိရင်ဒါကနောက်ချမ်းနော်နောက်ချမ်းကတော့သူကဘာမှလုပ်ပြမလို့လေနော်ဒီလိုဆွဲမှာဆိုတော့အပွားတိုင်းပဲဒီတိုင်းပဲကျွန်တော်ထားလိုက်မယ်ပြီးတော့ရင်ဘာလုပ်လဲဆိုတော့တို့ဖြတ်ထုတ်ရမယ်နော်ဖြတ်ထုတ်ရမယ်ဆိုတော့ဒီမှာရှေ့ချမ်းကနေပြီးတော့နောက်ချမ်းကဘယ်လောက်ယူမှာလဲဆိုတော့6စိတ်ယူမယ်ရှေ့ချမ်းတွေက6စိတ်လောက်လိုက်မယ်ဆိုလို့ရှိရင်တို့ပြင်ရမယ့်မြင်းကဒီမြင်းဖြစ်သွားပြီရှေ့ချမ်းနောက်ချမ်းခွဲလို့ရှိရင်ပြင်မယ့်မြင်းကဒီမြင်းလေးဖြစ်သွားပြီနော်ဆိုတော့တို့ဒီမြင်းကိုညှက်လိုက်မယ်ပြီးသွားရင်နောက်ရှေ့ချမ်းကိုဆက်ပြမယ်နော်ဒီမြင်းလေးညှက်ပြီးသွားတယ်ဒါဒီမြင်းညှက်ပြီးသွားရင်ဒါကနောက်ချမ်းပြီးသွားပြီဒီမှာကလေအပေါ်ကတော့တို့နောက်ချမ်းမှာအပေါ်ကတော့ဒီလိုဆိုတာထည့်ပြမလို့တော့ဘူးဒါပေမဲ့ဒီလေးနဲ့အောက်နေမှာတော့တို့ချုပ်စာထည့်အောင်လေအောက်ကတို့ခောက်စာကတလမဘာမှမဆိုတလမလောက်ခောက်တာလာတယ်နော်ဆိုတော့တို့ကအတွင်းကိုခောက်တာကိုထည့်လောက်ဟိုထည့်လောက်ချုပ်စာပေါင်းဖို့လို့နော်ဒါကနောက်ချမ်းကိုအရင်ဆုံးအတင်းညှက်လိုက်မယ်ဒီချုပ်စာတွေတို့ထည့်လို့ရနော်1စီချုပ်မယ်ဆိုလဲ1စီကလမဝက်ချုပ်မယ်ဆိုလဲလမဝက်ဘာမှချုပ်တာကတော့လမဝက်ထည့်လမဝက်ထည့်တာကတော့ပိုကောင်းတယ်နော်ဒါဆိုလို့ရှိရင်တို့ရဲ့နောက်ချမ်းတက်တယ်လေးပြီးသွားပြီနော်ဒါဆိုရင်တို့နောက်ချမ်းတက်တယ်လေးရပြီနောက်ချမ်းတက်တယ်ကိုတို့ရှေ့ချမ်းတက်တယ်ကိုအပြီးတက်မယ်ရှေ့ချမ်းတက်တယ်အပြီးတက်မယ်ဆိုတော့တို့ဒီမှာတိုင်ကြည့်လိုက်မယ်သူကဘယ်လောက်တောင်ရှိလဲဆိုရင်ဒီမှာ30 20တောင်ရှိတယ်နော်30 20တောင်ရှိတယ်ဆိုရင်တို့ကဒီတင်ရဲ့တဝက်ပေါ့နော်တင်ရဲ့တဝက်ကိုတို့ဘာလုပ်မလဲဆိုရင်30 20ဆိုတော့50နော်50ညာနေတော့ဒီဘက်နဲ့ဒီဘက်ကိုတို့ခောက်စာအတွက်ညှပြီးတော့ခောက်လိုက်မယ်တက်ကောက်မယ်ဆိုတော့ခုနလမ30 20ကခုနလမဆိုတော့30ကျန်မှာပေါ့နော်30ဆိုလို့ရှိရင်ဒီဘက်ကိုတက်ခွဲတစ်စိတ်ဒီဘက်ကတက်ခွဲတစ်စိတ်တို့ကဒီမြင်းကတို့ခောက်ရမယ်မြင်းလေနော်ဒီကအကုန်လုံးကိုတို့ကခောက်စာအပြည့်ထည့်ပြမယ်နော်ဒီဥစ္စာကိုတို့တောက်ထိုးလို့ရတယ်ဒီလိုတောက်ကလေးနဲ့တောက်ထည့်လို့ရတယ်ပြီးလို့ရှိရင်ဒီလိုလေးဟိုခောက်စာမထည့်ချင်ဘူးဆိုလို့ရှိရင်လည်းဒီလိုလေးသိမ်းပြီးယူတာနဲ့တောက်ထည့်တာနဲ့ဒီမြင်းကိုစားပြလိုက်လို့ရတယ်တဲ့ကတော့စတိုင်ကလိုပွားလေးရရင်လည်းပြီးလို့ရှိရင်ဘိုင်းထွက်တိုင်းဘိုင်းမသိချင်ဘူးလေနော်ဒီလိုမျိုးခောက်ပြီးတော့ကိုတဲ့ဘောင်းလေးရကြတယ်မို့လို့ဒါကဒီလိုလေးတစ်ခုခောက်ပြီးတဲ့မြင်းလေးလုံးနဲ့ဒီလိုလေးခောက်နေလေနော်ဒါကနော်ဒီလိုလေးခောက်ပြီးတော့မှဘေးကဖောက်ပြီးတယ်ဒီလိုလေးသွားတယ်မြင်းလေးလုံးနော်ဆိုတော့ပြီးရင်ဒါလုပ်ပြီးပြီဆိုလို့